အဲ့ဒီနောက်မန်စစ်နဲ့ဒုံကျူးတို့ဟာဝန်ရှားရဲ့ပြောင်ချောနေတဲ့ခေါင်းကိုကင်ပြီးအမှန်တိုင်းမပြောရင်မင်းကောင်းကအမွှေးတွေကိုအကုန်နှုတ်ပစ်မယ်လို့ချင်းချောက်ပါတယ်ခေါင်းမွေးအနှုတ်ခံရတော့မှဝန်ရှားလဲကြောက်ပြီးမြောက်လို့အမိပြောင်ရတဲ့ကားမောင်းသမားအကြောင်းဝန်ခံပါတော့တယ်အကောက်ခွန်ဌာနမှာသူ့ကိုကြောထောက်နောက်ခံပေးထားတဲ့သူကတော့မင်းကျူးကျန်ပါပဲအဲ့ဒီကားတွေကိုလစ်ပြားနဲ့ရုရှားနိုင်ငံတွေစီတင်ပို့ရောင်းချတာပါသူတို့နှစ်ယောက်အချက်လက်တွေရလာပြီးတဲ့နောက်တစ်ဖွဲ့လုံးကဖုန်းကနေစာရိုက်ပြီးတိုင်ပင်ကြပါတယ်ဒါကိုဒုံကျူးကနားမလည်ပဲပြောစရာရှိရင်လည်းအပြင်မှာပြောကြပါလားလို့အော်ဟစ်ပါတော့တယ်အဲ့ဒီအခါမှမန်စစ်ကငါတို့ကလှုပ်ဝက်စုံစမ်းနေတာမို့လို့စာရိုက်ပြီးပြောရတာကိုလို့တတိပေးလိုက်ရပါတယ်မန်စစ်ကလူအင်အားထပ်တိုးပေးဖို့ရဲချုပ်စီတွားတောင်းဆိုပေမဲ့ရဲချုပ်ကသဘောမတူတဲ့အပြင်မန်စစ်ရဲ့ခြေထောက်ကိုတောင်ကန်ထုတ်လိုက်ပါတယ်ဒါကြောင့်သူတို့အဖွဲ့ဟာကိုယ့်ဘာကိုယ်ပဲစုံစမ်းရပါတော့တယ်မန်စစ်ကဝန်ရှားစီဖုန်းဆက်ပြီးတရုတ်ကားမောင်ခိုသမားတွေကိုဘယ်လိုထောင်ချောက်ဆင်ရမလဲလို့မေးပါတယ်မန်စစ်ရဲ့ကားစုပ်လေးကိုအစာဖြစ်သုံးမလို့လားလို့မေးတဲ့အခါဝန်ရှားကမန်စစ်ရဲ့ကားကိုတန်းပြီးအထင်သေးလိုက်ပါတော့တယ်ဂျေးဟုံးကလည်းသတင်းတစ်ခုယူလာပါတယ်ကျူးကျန်ကမကြခင်လက်ပြားကိုပစ္စည်းတွေပို့တော့မှာပါဝန်ရှားကသူတို့ကိုမြားချင်ရင်ကားကောင်းကောင်းသုံးရမယ်လို့ပြောပါတယ်အဲ့ဒီတော့မှအားလုံးကဌာနမှုရဲ့ကိုယ်ပိုင်ကားတစ်ကြီးကိုဝိုင်းကြည့်ကြပါတော့တယ်ဒီကားကိုခိုးရင်ထောင်ပဲနှစ်ကျမ်းမှလဲဆိုတာကိုလည်းတွက်ချက်နေကြသေးတာပါညဘက်မှာတော့လုံခြုံရေးတွေအာရုံလွှဲနေတော့မန်စစ်ကနေမကောင်းချင်အောင်ဆောင်ပြီးဌာနမှုကားကိုအောင်မြင်စွာခိုးယူနိုင်ခဲ့ပါတယ်အားလုံးစုမိသွားတဲ့အခါမှာတော့ဝန်ရှားကမြောက်ဆိုတဲ့လူကဘသူ့ကိုမှမယုံကြည်ပဲလူချင်းလဲဘယ်တော့မှမတွေ့ဘူးလို့ပြောပြပါတယ်တတ်မှတ်ထားတဲ့နေရာမှာကားကိုရပ်ထားခဲ့ရပြီးသူတို့ကလာယူသွားမှာပါနေရာကိုတိတာနဲ့အကြောင်းကြားမယ်လို့ပြောပြီးဝန်ရှားကမောင်းထွက်သွားပါတယ်ခြုံခိုတိုက်ဖို့စောင့်နေတော့မှဒုံကျူးနဲ့ဂျောင်ဟုံးတို့ကမုံသွားဝဲကြပါတယ်ဒုံကျူးကမုတ်ဖိုးပေးမယ်လို့ပြောတာကအကြံတစ်ခုရှိပုံရပါတယ်ဂျောင်ဟုံးကားပေါ်ကဆင်းသွားတဲ့အခါမှာတော့ဂျေးဟုံးကပဲစောင့်နေတာကိုတွေ့လိုက်ရပါတယ်ဒုံကျူးကတော့သူချစ်တဲ့သူဟာနာကိုကားမောင်းပို့ခွင့်ရလို့အယံပျော်နေပါတယ်ဂျောင်ဟုံးနဲ့ဂျေးဟုံးကတော့ကားပါကင်မှာခြုံခိုစောင့်နေကြပါတယ်အဲ့ဒီအချိန်မှာလူနှစ်ယောက်ဆိုင်ကယ်နဲ့ရောက်လာပြီးကားပေါ်ကသူကိုစတင်ဖြုတ်ပါတော့တယ်ရုတ်တရက်ဒုံကျူးကဒီလူကိုမြင်ဘူးနေတယ်လို့သတိထားမိသွားပါတယ်ဓာတ်ပုံရိုက်ဖို့လှုပ်တုံးမှမတော်တဆကားဟုံးတီးမိသွားပါတယ်ကားဟုံးတန်ကြောင့်လူဆိုးတွေရိပ်မိသွားမှဆိုလို့ဟာနာကဒုံကျူးပေါ်ကိုမှောက်ချလိုက်ရပါတယ်သူတို့နှစ်ယောက်ဟာတန်တရားကင်းအောင်ချစ်သူတွေချစ်တင်းနှီးနှောနေတယ်လို့မျိုးဟန်ဆောင်လိုက်ကြပါတယ်တစ်ဖက်မှာလည်းဌာနမှုကတော့သူကားပြောက်သွားလို့ဒေါသတွေထွက်နေပါပြီအားလုံးကမြောက်ရဲ့စခန်းကိုရောက်သွားတဲ့အခါမှာတော့ဝစ်စုံတွေဝစ်ပြီးစခန်းထဲကိုဝင်စီးဖို့ပြင်ဆင်ကြပါတယ်ရန်သူကလူအင်အားများနေပေမဲ့ဒီ9ယောက်ကတော့မြောက်ကိုဖမ်းဖို့တတိရှိရှိဝင်သွားပါတယ်မထင်မှတ်ပဲတခြားရဲ့အဖွဲ့တစ်ဖွဲ့ရောက်လာပါတယ်အဲ့ဒါကတော့အောင်မြင်မှုကိုလူကျင်တဲ့ကပတိန်ဦးရဲ့အဖွဲ့ပါဒုံကျူးမနက်ကအော်ဟစ်ခဲ့တာကြောင့်ဒီလိုဝက်ချက်ကပေါက်ကြားသွားတာပါကံကောင်းတာကရဲအင်အားများသွားတာကြောင့်အခြေအနေကမျှတသွားပါတယ်နှစ်ဖက်စလုံးပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါတယ်မန်စစ်ကရန်ဖြစ်မတော်ပေမဲ့ဒီနေ့တော့စိတ်သက်တွေတက်ကြွနေပါတယ်သူနဲ့တိုးတဲ့သူမှန်သမျှအလဲလဲကွဲကွဲဖြစ်ကုန်ပါတယ်ဂျောင်ဟုံးကဌာနမှုကားပေါ်ကိုခုန်တက်ဖို့လုပ်ပေမဲ့အဖွဲ့ဝင်တွေကတားလိုက်ပါတယ်မန်စစ်ကကားပေါ်မတက်ဖို့တားလိုက်တာပါဒါပေမဲ့စကားဆုံးမှာပဲသူကရန်သူကောင်းကိုဌာနမှုကားနဲ့စောင့်ပစ်လိုက်ပါတယ်ဒီအဖွဲ့ဟာရန်သူကိုမကြောက်ပေမဲ့သူတို့အထက်လူကြီးရဲ့ကားပျက်စီးသွားမှာကိုတော့အယမ်းကြောက်နေကြတာပါခဏအကြာမှာတော့သူတို့မြောက်ကိုတွေ့သွားပါတယ်သူနဲ့သူ့လက်ပါစီတွေကရဲတွေကိုနှိမ်နင်းဖို့စနစ်တကျပြန်တိုက်ခိုက်ကြပါတယ်သူတို့ကရဲတွေကိုကွာဝမ်ချ်တွေနဲ့ပြစ်ပေါက်ပေမဲ့ရဲတွေကအရှုံးမပေးပါဘူးရဲတွေကအဲ့ဒီကွာတွေကိုပြန်ကောက်ပြီးလူဆိုးတွေစီပြန်ပြစ်ပေါက်ပါတယ်မြောက်ကအခြေအနေမကောင်းမှန်းသိတော့ထွက်ပြေးပါတယ်ဒါပေမဲ့ဂျေးဟုံးကရှေ့ကနေပိတ်ဆို့ထားပါတယ်နောက်ကနေဟာနာကလည်းတနက်နဲ့တယောက်ချင်းစီကိုပြစ်ခတ်နှိမ်နင်းပါတယ်မြောက်ကအယမ်းကြောက်ပြီးကျိုးနဲ့တွေ့ပြီးပြေးဖို့လုပ်ပေမဲ့မန်စစ်နဲ့တိုက်မိပါတယ်အဲ့ဒီနောက်ဌာနမှုရဲ့ကားကိုယူပြီးထွက်ပြေးသွားပါတော့တယ်ဟာနာကသူ့ကိုတားချင်တာကြောင့်မြောက်ရဲ့ကားနဲ့ဌာနမှုကားကိုတိုက်ပြီးပိတ်ဆို့လိုက်ပါတယ်ဂျောင်ဟုံးကမြောက်နောက်ကိုလိုက်သွားတဲ့အခါမှာတော့သူဟာတခြားသူစိမ်းတယောက်ရဲ့ဓာတ်နဲ့အထိုးခံရပြီးတိတ်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်ဂျောင်ဟုံးကအဲ့ဒီလူနောက်ကိုအစွမ်းကုန်လိုက်ပေမဲ့အဲ့ဒီသူစိမ်းကိုမရှင်းနိုင်ပါဘူးဂျောင်ဟုံးမြေပြင်ပေါ်အလဲထိုးခံလိုက်ရပြီးအဲ့ဒီလူကတော့သူ့နောက်လိုက်တွေနဲ့ထွက်ပြေးသွားပါတယ်နောက်တစ်နေ့မှာရဲတွေကမြောက်ရဲ့ကားဝက်ရှော့ကိုရောက်လာပါတယ်မန်စစ်ကတော့တဲလွန်စားတွေပျောက်ဆုံးသွားလို့စိုးရိမ်တကြီးနဲ့ကားနံပါတ်ပြားကိုဖတ်ထားပါတယ်မထင်မှတ်ပဲဌာနမှုရောက်လာပါတယ်မန်စစ်အစိုးရိမ်ဆုံးကတော့လူဆိုးတွေခိုးသွားတဲ့ကားကိစ္စပါဌာနမှုကသူဝယ်ထားတာတရက်ပဲရှိသေးတဲ့ကားကြီးပျက်စီးသွားတာမြင်တော့ဒေါသတကြီးနဲ့ကားနံပါတ်ပြားကိုယူပြီးမန်စစ်ကိုရိုက်ပါတော့တယ်ဒုံကျူးနဲ့ဟာနာကတော့ဘာမှမဆိုင်တယ်လို့မျိုးခက်တီတီနဲ့ထွက်သွားကြပါတယ်ဂျောင်ဟုံးကမှုကင်းစစ်ချက်အဖွဲ့စီတွားကြည့်ပါတယ်မနေ့ကသူတွေးခဲ့တဲ့တခွားမွေးခွန်ကိုပဲဒီမှာထပ်တွေ့လိုက်ရပါတယ်ဌာနမှုကတော့သူကားလေးပျောက်သွားလို့ရင်ကျိုးမတက်ဖြစ်နေပေမဲ့သတင်းထောက်တွေရှိမှတော့ဒါဟာသူ့ရဲ့ဆွလို့အနစ်နာခံမှုပါလို့ဂုဏ်ယူစွာပြောနေပါတယ်။မြောက်ရဲ့လက်ပါစီတွေကိုလည်းကားမောင်ခုမှုနဲ့ချက်ချင်းဖမ်းဆီးပြီးရဲစခန်းကိုခေါ်သွားပါတယ်။ဒုံကျူးကတော့ကျူးကျန်ကလည်းဒီသတင်းကိုကြည့်နေမှာပဲလို့ယုံကြည်နေပါတယ်။ဒီအမှုကြောင့်ရဲတွေဟာမူရစ်စေဝါနဲ့အဖိုးတန်ကြောက်မြတ်ရတနာတွေကိုပါစုံစမ်းခွင့်ရသွားပါတယ်။ဂျောင်ဟုံးကတော့ဒီအမှုဟာရုရှားမာဖီးယားတွေနဲ့ပတ်သက်နေတယ်လို့ယူဆပါတယ်။ဒါကရိုးရိုးမှောင်ခိုမှုမဟုတ်တော့ပဲအစစ်မြစ်ရာဇဝတ်မှုကြီးဖြစ်နေပါပြီ။အဲ့ဒီတော့မှဟာနာကသူ့မစီမရှိတဲ့စာရွက်စာတမ်းတွေကိုထုတ်ပြပါတယ်။အရင်ကကားတိုက်ခံရပြီးတေဆုံးသွားတဲ့လီဂျင်ဆူဟာဂျူးကျန်ရဲ့ကုန်ပစ္စည်းစည်းရင်းတွေကိုစုံစမ်းရင်းသူ့ရဲ့ရာဇဝတ်မှုတွေကိုသိသွားတာကြောင့်အသက်ခံလိုက်ရတာပါ။တစ်ဖက်မှာလည်းဂျူးကျန်ရဲ့ဌာနခွဲမှုကရဲတွေလာစုံစမ်းနေပြီဖြစ်ကြောင်းသူ့ကိုပြောပြပါတယ်။ဖုန်းဆက်မေးတဲ့သူကဒုံကျူးရဲ့လူမှန်သူသိလိုက်ပါတယ်။အဲ့ဒီချိန်မှာဂျူးကျန်ကသူ့ကိုလက်ပြားကိုပို့လိုက်တယ်လို့ပဲပြောဖို့နဲ့သူကိုယ်တိုင်သွားတာမဟုတ်ဘူးလို့ပြောခိုင်းပါတယ်။ဌာနခွဲမှုကဂျူးကျန်ကသူ့ကိုအမိတ်ပေးနေတယ်လို့ခံစားရတာကြောင့်ပညာပေးဖို့လုပ်ပေမဲ့မထင်မှတ်ပဲဂျူးကျန်ကစိတ်တူပြီးဌာနခွဲမှုရဲ့လက်ချောင်းကိုချိုးပစ်လိုက်ပါတယ်။ပြီးတော့ရဲတွေကိုဘာမှမပြောဖို့ချိန်ချောက်လိုက်ပါတယ်။အပြင်ရောက်တာနဲ့ဂျူးကျန်ကဖုန်းတကောဆက်လိုက်ပါတယ်
အစီအစဉ်ပြောင်းသွားပြီဖြစ်လို့ဖိလစ်ပိုင်နဲ့ရုရှားကိုချက်ချင်းဆက်သွယ်ဖို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာမန်စစ်တို့စုံစမ်းရေးအဖွဲ့ဟာရုရှားကိုပို့မဲ့ကုန်ပစ္စည်းတွေရှိရာကိုရောက်သွားပါတယ်။အဖွဲ့တွေခွဲပြီးရှာဖွေနေတော့မှဂျူးကျန်ဟာဒီနေ့ည9 နာရီမှာနိုင်ငံခြားကိုထွက်ခွာတော့မယ်လို့သတင်းရပါတယ်။ဒုံကျူးနဲ့ဂျောင်ဟွန်းတို့ကဂျူးကျန်ကိုတားဖို့အကောက်ခွန်ရုံးကိုချက်ချင်းသွားကြပါတယ်။ဒါပေမဲ့ဂျူးကျန်ကတော့မကြောက်ပါဘူး။ဂျူးကျန်ကဥပဒေအရသူ့ကိုတားနိုင်ရင်တားကြည့်ဖို့ဒုံကျူးကိုစိန်ခေါ်ပါတယ်။ပြီးတော့ဒုံကျူးတာတခြားသူတွေကိစ္စထဲဝင်မပါခဲ့ရင်သူ့ညီကုန်ယူအခုထိအသက်ရှင်နေအောင်မလို့ဒုံကျူးနနက်ကပ်ပြီးတိုးတိုးလေးပြောလိုက်ပါတယ်။အဲ့ဒီနောက်ဂျူးကျန်ကကားမောင်းပြီးထွက်သွားပါတယ်။ဒုံကျူးနဲ့ဂျောင်ဟွန်းတို့ကသူ့နောက်ကိုလိုက်ဖမ်းပေမဲ့သူကလေစိတ်ကိုမသွားဘဲတောင်ကုန်းဘက်ကိုလမ်းကြောင်းပြောင်းသွားပါတယ်။ကုံလောင်ယုံမှာတော့မန်စစ်ကဒုံကျူးရဲ့ဖင်ကိုတိုက်သွားတဲ့ကားကိုတွေ့သွားပါတယ်။မန်စစ်ကဂျေးဟုံးကိုရဲတိုင်ခိုင်းလိုက်ပြီးသူနဲ့ဟာနာကတော့ဂျူးကျန်နောက်ကိုလိုက်ပါတယ်။ဒုံကျူးလည်းခဏကြာတော့ဂျူးကျန်ရှိတဲ့နေရာကိုရှာတွေ့သွားပါတယ်။ဂျောင်ဟွန်းကိုဝရမ်းထုတ်ခိုင်းလိုက်ပြီးသူကတော့အိမ်ခေါင်မိုးတွေပေါ်ကနေဖြတ်ပြီးဂျူးကျန်နောက်ကိုလိုက်ဖမ်းมาတော့တယ်။မန်စစ်နဲ့ဟာနာကလည်းဂျူးကျန်ကိုတားဖို့အတွက်ကလေးတွေကိုလမ်းဖြတ်ကူအောင်ကူညီပေးနေပါတယ်။ဟာနာကလမ်းလေခေါင်မှာဂျူးကျန်ကိုတားဖို့လုပ်တဲ့အချိန်မှာဒုံကျူးကအင်ဂျီတစ်ထည်နဲ့သူ့လက်မောင်းကိုပတ်လိုက်ပါတယ်။ပြီးတော့အမြင့်ကနေခုန်ချပြီးဂျူးကျန်ရဲ့ကားထဲကိုတက်တက်ကြီးတိုးဝင်လိုက်ပါတော့တယ်။ဒုံကျူးဟာပေတော်များများလွတ်ထွက်သွားပေမဲ့ကားတိုက်မှုဖြစ်ပြီးနောက်ပြန်ထနိုင်ခဲ့ပါတယ်။သူမတ်တက်ရက်ပြီးဂျူးကျန်စီကိုတက်သွားပါတယ်။ဒီတစ်ခါတော့သူ့ကိုအလွတ်မပေးတော့ပါဘူး။ဒုံကျူးကမြေပြင်ပေါ်လဲချလိုက်ပြီးနစ်နာကြီးဝန်တန်း200တောင်းပါတယ်။အဲ့ဒီလိုနဲ့ဂျူးကျန်ကိုရဲစခန်းကိုခေါ်သွားနိုင်ခဲ့ပါတယ်။ဂျောင်ဟွန်းကဂျူးကျန်ကိုစတင်စစ်ဆေးပါတယ်။ဂျူးကျန်ကလူတက်မှုမှာပါဝင်ပတ်သက်နေပေမဲ့ဘာမှထွက်ဆိုခြင်းမရှိပါဘူး။တစုံတယောက်လာခဲ့မဲ့အချိန်ကိုဆွဲနေတယ်လို့ပါပဲ။ရုတ်တရက်ဂျောင်ဟွန်းရဲ့အကိုရောက်လာတာကြောင့်အားလုံးအံ့ဩသွားကြပါတယ်။ဂျူးကျန်ကိုခေါ်ထုတ်သွားတာမြင်တော့ဒုံကျူးကအရန်ဒေါသထွက်ပါတယ်။စုံစမ်းစစ်ဆေးရေးမှုအစ်စ်ကမန်စစ်ကိုသတင်းတစ်ခုလာပြောပါတယ်။အကောက်ခွန်ဌာနကဒီအမှုကိုရှေ့နေရုံးကိုလွှဲလိုက်ပါပြီ။ဒါကြောင့်မန်စစ်တို့အဖွဲ့ဟာတရားခံကိုဒီအတိုင်းလွှတ်ပေးလိုက်ရတာကိုကြည့်နေုံပဲတက်နိုင်ပါတော့တယ်။ဂျောင်ဟွန်းကသူ့အကိုကိုတွားမေးပေမဲ့ဆိုကန်ကသူဟာအထက်လူကြီးအမိန့်တိုင်းလုပ်တာလို့ပဲပြောပါတယ်။ဟာနာကဂျူးကျန်ပတ်ထားတဲ့နာရီကိုစိတ်ဝင်စားနေပါတယ်။ဒီအမှုနဲ့ပတ်သက်ပြီးအသက်ခံရတဲ့သူတွေအဖမ်းခံရတဲ့သူတွေအားလုံးကဘာလို့ဒီနာရီမျိုးပဲပတ်ထားကြတာလဲလို့သူမကမေးပါတယ်။ဒါပေမဲ့ဂျူးကျန်ကတော့ဝါသနာတူလို့နေမှာပေါ့လို့ပဲပြန်ဖြေပါတယ်။သူဟာနာကိုချင်းကပ်ဖို့လုပ်တဲ့အခါဂျောင်ဟွန်းကတားဆီးပါတယ်။အားလုံးသတိလက်လွတ်ဖြစ်နေလုံးဒုံကျူးကဂျူးကျန်ကိုထိုးကျိတ်ဖို့ပြေးထွက်သွားပေမဲ့မန်စစ်ကတားလိုက်ရပါတယ်။ဒုံကျူးကဂျူးကျန်ကိုထောင်ထဲမဖြစ်မနေထည့်မယ်လို့ကြိမ်ဆဲပါတယ်။ဒုံကျူးကြိမ်ဆဲနေတော့မှပဲသူ့နှာခေါင်းကသွေးတွေထွက်လာပြီးမျက်စိတွေဝေဝါးကဂျူးကျန်ရဲ့မျက်နှာကိုမမြင်ရတော့ပါဘူး။သူထိုးချင်နေသေးပေမဲ့မတ်တက်ရက်ဖို့တော့အားမရှိတော့ပါဘူး။ကားပေါ်မှာတော့ဆိုကန်ကဂျူးကျန်ဟာဘသူမို့လို့အထက်လူကြီးတွေကလွတ်ပေးခိုင်းတာလဲလို့မေးပေမဲ့သူကဘာမှပြန်မပြောပါဘူး။ဂျူးကျန်ကသူ့အင်ဂျီလက်ပေါ်ကဒုံကျူးရဲ့သွေးစာတွေကိုတစ်ရှူးနဲ့အေးအေးဆေးဆေးတုပ်နေပါတယ်။ဒုံကျူးကတော့ဆေးရုံရောက်သွားပြီးအုံနောက်တန်ရာရသွားတယ်လို့သိရပါတယ်။မန်စစ်ကတော့ဒုံကျူးကစကားနားမထောင်ပဲပြဿနာတွေရှောက်ရှာလို့အခုလိုဖြစ်တာလို့ပြောပါတယ်။အားလုံးပြန်သွားပြီးဟာနာကပဲဒုံကျူးကိုစောင့်ရှောက်ဖို့ကြံခဲ့ပါတယ်။ရုံးကိုပြန်ရောက်တော့ဂျူးကျန်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေအကုန်လုံးကိုရှေ့နေရုံးကယူသွားပြီလို့ဂျေးဟုံးကသတင်းပို့ပါတယ်။တပ်တွေတွေကိုဖျက်ဆီးချင်တာကြောင့်လီဂျင်စုအမှုကနေရွှေရုံဝါနဲ့မြောက်မှုတွေအထိအကုန်တိမ်းသွားတာပါ။ဂျူးကျန်ကဘလောက်တောင်ဩဇာကြီးလို့လဲဆိုတာမန်စစ်သိချင်နေပါတယ်။တစ်ဖက်မှာလည်းဟာနာကဆေးရုံမှာဒုံကျူးကိုပြုစုပေးနေပါတယ်။ဒုံကျူးကိုပေးထားတဲ့စတစ်ကာလေးကိုကြည့်ပြီးအတိတ်ကိုတတိယသွားပါတယ်။အဲ့ဒီနှစ်ကဟာနာတနက်ဖြစ်ပြန်ပွဲပြန်ပြီးတဲ့နောက်ဒုံကျူးကသူမရဲ့ဓာတ်ပုံကိုကလေးတယောက်လိုကြည့်ပြီးပြုံးနေခဲ့တာပါ။ဒါပေမဲ့အကြောင်းတစ်ခုကြောင့်အားလုံးကဟာနာကိုမုန်းကြပြီးသူမကြော်ညာထားတဲ့မုတ်ထုတ်တွေကိုလွှင့်ပစ်ခဲ့ကြပါတယ်။အဲ့ဒါကိုမြင်တော့ဒုံကျူးကစိတ်မကောင်းဖြစ်သွားပါတယ်။သူကအဲ့ဒီမုတ်ထုတ်တွေကိုလိုက်ကောက်နေတော့ဟာနာနဲ့ဆုံပါတယ်။ဒုံကျူးကဟာနာကိုနှစ်သိမ့်ပေးပြီးဒီမုတ်ထုတ်တွေကိုသူရအောင်ရောင်းပေးမယ်လို့ပြောပါတယ်။ဒါရင်မကပဲဒုံကျူးကဟာနာကွယ်ရာမှာသူမကိုချစ်တဲ့အကြောင်းဖွင့်ပြောခဲ့ပါတယ်။ဟာနာကလည်းအဲ့ဒီတုန်းကဒုံကျူးကိုအရန်ကြိုက်ခဲ့တာပါ။ဒုံကျူးကခြေစစ်ပွဲမှာရှုံးလို့ဝမ်းနေနေမှသိတော့သူမရဲ့ရွှေတစိမ့်စတစ်ကာလေးကိုလာပေးပါတယ်။ရှုံးနေမှုကြောင့်ဝမ်းနေနေတာတွေကိုပျောက်ကွယ်သွားအောင်အားပေးချင်တာပါ။ရုတ်တရက်ဒုံကျူးကဟာနာသူ့စတစ်ကာကိုပြန်ယူမှဆိုလို့ဖုန်းကိုလူလိုက်တဲ့အခါမတော်တဆဟာနာကိုကရင်ပေါ်မှာဖိမိတယ်လို့ဖြစ်သွားပါတော့တယ်